အခုနောက် update အသစ်မှာဖြစ်လေဖြစ်တာရှိတဲ့ error ကြတော့ provide ဝါပြီးမှာ rich englishment ကျတော့ခဲ့တဲ့ page ဝါပြီးမှာ rich englishment ကျပြီးမှအပိုင်းပါ limit ဖြစ်သွားခဲ့တဲ့ page တွေ account တွေတော်တော်လေးများလာခဲ့ပါတယ်ဒီ account ဆိုလို့ရှိရင်တော့ straight တစ်ချိန်ထိမှာ provide ဝါပြီးမှာအပိုင်း suspended ဖြစ်သွားခဲ့တဲ့ rich englishment အပိုင်းလုံးဝကျသွားခဲ့ပြီးမှဈေးအောင်ဈေးဝယ်ပါညာအားလုံးကျသွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ရှိမှာ service attention မှာကျွန်တော်ဘက်ကနေဒီ page မှာဖြစ်နေတဲ့ error စစ်ဆေးပြီးမှဒီ page owner တင်ထားတဲ့အမှားနဲ့ပတ်သက်ပြီးအားလုံးဖြည့်ရှင်းပြီး Facebook တင်မှု request debut တင်ပေးလိုက်တဲ့အချိန်မှာရပ်ပိုင်းအတွင်းနဲ့ပဲ straight ပြောက်သွားခဲ့မှာ profile စိမ့်လာခဲ့တယ်ဒါပေမဲ့ rich englishment အပိုင်းနဲ့ motion အပိုင်းကကြားနေတဲ့အတွက်ကြောင့်မို့ထပ်ပြီးမှစစ်ဆေးတဲ့အချိန်မှာ AI content တချို့တွေရှိတယ်ပြီးလို့ရှိရင်ထပ်တူဖြစ်နေတဲ့စာသားလေးတွေရှိတဲ့အတွက်ကြောင့်မို့ဒီဥစ္စာတွေပြန်မှပြုပြင်ပေးပြီးမှ Facebook တင်မှုပြန်ပြီးမှတေချာလေးစာ CV မှာreview ဘာညာတင်ပေးလိုက်တဲ့ sport team နဲ့စကားပြောပေးလိုက်တဲ့အချိန်မှာတပတ်အတွင်းမှာပဲဒီ money suspended ဖြစ်တဲ့ဥစ္စာ page not recommendation ဖြစ်တဲ့ဥစ္စာအားလုံးပြတော့ခဲ့မှာ page က complete 100% စိမ့်လာခဲ့တယ် page recommendation အပိုင်းလည်း enable ဖြစ်လာတယ် page recommendation အပိုင်းလည်း enable ဖြစ်လာတယ် motion အပိုင်းလည်း active ဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီ account က totally အဆင်ပြေတော့ခဲ့တယ်အခုဆိုရင်ဒီ account မှာ post content တင်တဲ့ခါမှာဆိုရင်လည်းဒီ account မှာရှိတဲ့ follower အားလုံးရှိတဲ့ notification ရောက်စေတယ်ဒီ account နဲ့ follower မဖြစ်တဲ့အခြားလူတွေရှိလို့ဒီ account နဲ့တင်တဲ့ content related ရှိတဲ့လူတွေ Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower လေးတွေတိုးပြီးလာတယ် rich engagement တိုးပြီးလာတဲ့အတွက်ကြောင့်မို့ဒီ account က totally အဆင်ပြေသွားခဲ့တယ်ဒီ account နဲ့ဆက်စပ်မှုရှိတဲ့ page တွေ group တွေမှာလည်း post content တင်တဲ့ခါမှာလည်း rich engagement ပိုင်းတွေအရင်ထက်ဆိုင်ပို့ပြီး increase ဖြစ်ပြီးလာတဲ့အတွက်ကြောင့်မို့ totally အဆင်ပြေသွားခဲ့တယ်ယုံကြည်ပြီး service အတွက်အထူးကိုကျေးဇူးတင်ပါတယ်